အီရန်ကအီယာမတိုက်တန်ကြီးကိုစတင်ရင်ဆိုင်နေပါတယ်။တိုက်တန်ကြီးကအီရန်ကိုမတိုက်ပဲတတိုင်းပေါ်မှာရှိတဲ့အမြောက်တွေကိုအရင်ဖျက်ဆီးပစ်နေပါတယ်။လေတကောင်းကိုဖျက်ဆီးလိုက်တာကတိုက်တန်ကရည်ရွယ်ချက်ရှိနေပြီးဒီတိုက်တန်ကြီးမှာကအသိဉာဏ်ရှိနေတယ်ဆိုတာအီရန်ကသိလိုက်ရပါတယ်။ဒီတိုက်တန်ကြီးမှာပဲအသိဉာဏ်ရှိနေပြီးလှုပ်ရှားမှုတိုင်းကနှေးကွေးနေတဲ့အတွက်အီရန်ကအီယာမတိုက်တန်ကြီးရဲ့လက်ကုပ်စီကိုရောက်သွားပေမဲ့အရန်အပြင်းလို့တဲ့အပူလိုင်းတွေကြောင့်အနောက်ကိုရောက်သွားပြီးမရရအောင်အနာကပ်ပြီးပိုင်းလိုက်တဲ့အချိန်မှာတော့တိုက်တန်ကြီးတစ်ကောင်လုံးကလေတန်းမှာတင်ဘာမှမဖြစ်ခဲ့သလိုပျောက်သွားပါတယ်။ကြံခဲ့တဲ့9နှစ်တုန်းကလို့မြို့တကားဂိတ်ကပေါက်သွားပြီးမျိုးဆောင်တက်နဲ့အသစ်ဆက်ဆက်ဘိုးလောင်းတွေကပြည်သူတွေကိုရွှေ့ပြောင်းပေးနေပြီးကြိုတင်ပြင်ဆင်ထားတဲ့အမြောက်တွေအနှဲငယ်သာကျန်တော့ပေမဲ့မျိုးဆောင်တက်သားတွေကသူတို့တွေအတက်နိုင်ဆုံးတိုက်ခိုက်နေကြတာဖြစ်ပါတယ်။အခုမှတင်နန်းဆင်းထားတဲ့ဘိုးလောင်းတက်သားတွေကအရေးပေါ်အခြေအနေကြောင့်ပါဝင်ရမှာဖြစ်တဲ့အတွက်အတွေ့အကြုံမရှိကြသေးတဲ့အတွက်ကြောက်နေကြတာဖြစ်ပါတယ်။တော်ဝင်နေတဲ့အာမင်ကိုအီရန်ကအားပေးနေပြီးထရမ့်မြို့ရဲကိုတိုက်တန်တွေစတင်ဝင်ရောက်နေကြပြီဖြစ်ပါတယ်။အချိန်မှာတောင်ပိုင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ဖီစစ်ကတော့ခရိုင်လူကြီးကိုစစ်တူရင်ပွဲမှာရှုံးကောင်းနေတော့ဖြစ်ပါတယ်။ချက်တောင်ကောင်းကောင်းမစောနိုင်တဲ့လူကတိုက်တန်တွေကိုအနိုင်တိုက်နိုင်မှာမဟုတ်ဘူးလို့ခရိုင်လူကြီးကနှိမ်ပြောပေမဲ့ခုလိုတကယ်တမ်းအရေးကြုံလာတဲ့အခါကျရင်ချက်ကစားသလိုအလျှော့ပေးမှာမဟုတ်လို့ကြောက်ကြီးပေါ်နေတဲ့လူသက်သမားတွေကိုကာကွယ်နေမှာမဟုတ်ပဲအောက်ခြေတပ်သားတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့ပွဲကိုကိုယ်တိုင်ပဲသွားမှာဖြစ်ကြောင်းပညာသားဘာပြောခဲ့လိုက်ပါတယ်။ထရမ့်မြို့ထဲမှာတော့တိုက်တန်တွေတောင်းကျနေပြီးမျိုးဆောင်တက်နဲ့ဗိုလ်လောင်းတပ်သားတွေပေါင်းပြီးရှေ့ပြေးတပ်ဖွဲ့ရိတ်ခါထောက်ပံ့ရေးတပ်ဖွဲ့နောက်ဆုံးမှာတော့ပြည်သူတွေကိုကာကွယ်ရွှေ့ပြောင်းပေးတဲ့တပ်ဖွဲ့ဆိုပြီး၃ဘွဲ့ဖွဲ့ထားပါတယ်။စစ်မြေပြင်ကစစ်သားတိုင်းကအသက်နဲ့လဲကာကွယ်ပေးရမှာဖြစ်ပြီးထွက်ပြေးမယ်ဆိုရင်တော့တည်တံပေးခံရမှာဖြစ်ပါတယ်။မနှက်ပြန်ကြတက်မတော်ရဲတပ်ဖွဲ့တွေကိုဝင်ရမယ်။ဂျန်တို့လိုဗိုလ်လောင်းတွေကပါအသက်ပေးတိုက်ခတ်ရတော့မှာဖြစ်ပြီးအတွေ့အကြုံမရှိသေးတာကြောင့်တိုက်တန်တွေကြောင့်စစ်ပွဲအတွင်းမှာတည်သွားမှာကိုကြောက်နေကြတာဖြစ်ပါတယ်။အဲ့အချိန်အီရန်ကလေ့ကျင့်ရေး3နှစ်တာကာလအတွင်းအခက်အခဲတွေကိုဖျက်ချော်လာတာဖြစ်တဲ့အတွက်ဒီနေရာမှာပါအသက်ရှင်နေမှာဖြစ်ပြီးမနှက်ကြမှာသွားခြင်းနဲ့အဖွဲသွားကြလို့အကုန်လုံးကြအောင်ပြောပြလိုက်ပါတယ်။မီကာဆာကအီရန်အနားမှာနေခြင်းပြီးကာကွယ်ပေးခြင်းတဲ့အတွက်သူကနောက်တန်းအဖွဲ့မှာတာဝန်ကျတာဖြစ်လို့စောဒကမတက်ပဲခုလိုလူသားတွေအတွက်အရေးကြီးနေတဲ့အချိန်မှာကိုယ်ဆန္ဒကိုဦးစားမပေးဖို့အီရန်ကအော်ပြောလိုက်ပါတယ်။အဲဒါကြောင့်ကျေးဇူးပြုပြီးမသေးပါနဲ့လို့မီကာဆာကအီရန်ကိုတောင်းဆိုလိုက်ပါတယ်။အဲဒါကြောင့်အီရန်ကကဘာကြီးရဲ့ကျေပြောလာတဲ့ပုံစံကိုမမြင်နိုင်နေသေး၍သူဘယ်တော့မှမသေးသေးဘူးလို့ပြန်ပြောခဲ့ပါတယ်။တိုက်တန်တွေရဲ့ခန္ဓာကိုယ်ကတခြားသတ္တဝါတွေနဲ့မတူပဲမျိုးပွားအင်္ဂါလည်းမပါပဲလူသားကလွဲလို့ဘာမှမစားကြဘူးလို့သင်ခဲ့ကြရတာဖြစ်ပြီးဘာမှမစားပဲရာစုနှစ်များစွာရှင်သန်နေထိုင်ခဲ့တာကြောင့်လူသားတွေကိုမစားပဲအသက်ရှင်နိုင်မှာဖြစ်ပြီးလူသားတွေကိုစားခြင်းလို့သာစားတာဖြစ်ပါတယ်လို့သင်ခဲ့ရပါတယ်ခန္ဓာရည်ကလည်းကောင်းပြီးအမြောက်တွေနဲ့ခေါင်းကိုတည့်ပြည့်ရင်တော့ပြန်လဲကောင်းလာမှာဖြစ်ပြီးတနည်းတဲ့တော့သူတို့ရဲ့ဂုဏ်သားကိုယ်သာတိုက်ခိုက်နိုင်ရင်တည်သွားတယ်ဆိုတာကိုသင်ခဲ့ရပါတယ်အာမင်ကကြောက်နေပြီးတော့သူတို့ဒါဒီတိုက်ပွဲကိုအောင်မြင်အောင်ထမ်းဆောင်နိုင်ရင်ကင်းထောက်တစ်ခွက်ကိုဝင်တဲ့အခါမှာယာရူးအတက်မြန်မယ်လို့အီယွန်ကပြောကအားပေးလိုက်ပြီးဗိုလ်လောင်းတင်နန်းသားတော်များများကအီရန်ကြောင့်ကင်းထောက်တစ်ခွက်တော့ဝင်ကြမယ်လို့သတ်မှတ်ထားပြီးဒီတိုက်ပွဲမှာတိုက်တန်တွေကိုဘယ်သူပိုတတ်နိုင်မလဲဆိုတာပြိုင်မယ်လို့သောမတ်ကထပြောလိုက်ပါတယ်။အဲဒါကြောင့်ရှေ့တန်းတပ်ဖွဲ့ကိုစစ်ကူသွားရမယ်တပ်ရင်း34ကတက်ကြွစွာထွက်ခွာသွားပါတယ်။အဲအချိန်မှာသူတို့ရဲ့လမ်းကြောင်းတဲတဲ့ရှေ့ကိုဘလူကြီးတစ်ကောင်ကခုံဝင်လာပြီးတိုက်တန်ပြိုင်တက်မယ်လို့ပြောခဲ့တော့သောမတ်ကပဲအရှင်လက်လက်မျိုးချခံလိုက်ရပါတယ်။အဲ့မြင်ကွင်းကိုမြင်နေရတဲ့တပ်သားတွေကလည်းခဏတာဆုံးရနေပြီးဒေါသထွက်ပြီးအီရန်ကအဲ့တိုင်တက်ကိုတက်မယ်ဆိုကတိုက်တန်နောက်လိုက်နေရင်လမ်းမှာတွင်ခြေထောက်တစ်ဖက်ကိုက်ဖြတ်ခံရပြီးမှောက်သွားခဲ့ပါတယ်။အီရန်နောက်လိုက်လာတဲ့နက်စတီယန်မီနာခါတိုလိုင်းနာနဲ့ဝီလီယတ်တို့၃ယောက်ကလည်းရှေ့စစ်နောက်စစ်အစားခံရပြီးတရင်34မှာကြောက်တူးတုံပြီးအာမင်တယောက်ပဲကြောင်ကြီးကကြံနေခဲ့ပါတယ်။တိုက်တန်တကောင်ကသူ့ကိုစားဖို့လုပ်နေတာကြောင့်ကြောက်ရွံ့မှုကြောင့်လှုပ်ရှားလို့မရဖြစ်နေပြီးပါဇက်ထဲရောက်သွားတဲ့မြင်ကွင်းကိုအီရန်ကလှမ်းမြင်နေရပါတယ်။ကဘာကြီးရဲ့တော်တော်များများမှာပင်လယ်လို့ခေါ်ပြီးစားရီပါဝင်နေတဲ့ရေငယ်ရေပြေကြီးရှိတဲ့အကြောင်းတောက်လောင်နေတဲ့မိတောက်တွေခဲနေတဲ့ရေပြင်ကြီးသူတို့မမြင်ဘူးတဲ့အပြင်လောကကိုထွက်ကြည့်ဖို့အီရန်နဲ့အာမင်ကအတူတူစိတ်ကူးယဉ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒါကြောင့်ပဲအီရန်ကအာမင်ကိုပါဇက်ထဲကနေရအောင်ဆွဲထုတ်ကာခဲ့လိုက်ပြီးသူတို့အတူတူအပြင်လောကကိုတွားမယ်ပြောနေတော့အီရန်ကတိုက်တန်စားခြင်းကိုခံလိုက်ရပါတယ်။အရင်ရက်တွေတုန်းကအခု Trot Data ကလည်းမတိုက်ခိုက်ခံရသေးပဲတမူးအဝင်ကဥဆောင်တဲ့ကင်းထောက်တစ်ဖွဲ့က49ချိန်မြောက်စစ်စင်ရေးထွက်သွားကြတာဖြစ်ပါတယ်။အဖွဲ့ဝင်တွေကတတိုင်းပြင်မှာကင်းထောက်စကန်တစ်ခုဆောက်ဖို့စီစဉ်ခဲ့ကြတာဖြစ်ပေမဲ့အဲ့ထဲကဟန်းကြီးဆိုတဲ့သူကလွန်ခဲ့တဲ့15နှစ်လောက်တုန်းကလို့တိုက်တန်တကောင်လောက်အရှင်ဖမ်းပြီးစမ်းသပ်ခြင်းလို့စိတ်အားသက်သန်နေခဲ့ပါတယ်။ဒါပေမဲ့သူတို့စခန်းချဖို့နေရတော့တပ်သား10ယောက်လောက်ကိုစတေးခဲ့ရတာဖြစ်လို့အနေအများတဲ့ကိစ္စမျိုးခေါင်းဆောင်အဝင်ကသဘောမတူခဲ့ပေမဲ့
ဒုဗိုလ်ကြီးဟန်းကျင်ကတော့အင်အားကြီးတဲ့ရန်သူကိုရင်ဆိုင်နိုင်ဖို့ဆိုရင်သူတို့အကြောင်းကိုပိုပြီးသိအောင်သူတို့တဘာဝနဲ့သူတို့ဟာကွက်ကိုလေ့လာရမယ်ဖြစ်ကြောင်းပြပြလိုက်ပါတယ်။အဲ့ချိန်အနက်ခံကောင်းတဲ့ဘီခဲကတောအုပ်ဘက်မှာတိုက်တန်အနက်ကိုရတယ်လို့သတိပေးလိုက်ပေမဲ့ဟန်းကြီးကအဲ့ကောင်ကိုဖမ်းဖို့အတွက်တောအုပ်ဘက်ကိုထွက်သွားပြီးလီပိုင်လည်းအနောက်ကလိုက်သွားခဲ့ပါတယ်။တိုက်တန်ကအရန်အကောင်မကြီးတဲ့အတွက်ဟန်းကြီးကတော့အနားကနေစကားတွေပတ်ပြောနေပြီးတောအုပ်အပြင်ကိုမြှောက်ခေါ်လာပြီးသူ့အစီအစဉ်အောင်မြင်ခံနီးမှာပဲတိုက်တန်ကဆက်မလိုက်တော့ပဲအနောက်ကိုထွက်ပြေးသွားခဲ့ပါတယ်။ပုံမှန်အသိဉာဏ်မရှိတဲ့တိုက်တန်တကောင်ကလူသားစားဖို့ပဲတည်တာမို့လို့အနောက်ကနေလိုက်လာကြတဲ့သူတွေကလည်းအံ့ဩနေကြပြီးအနောက်ကနေလိုက်လာတဲ့ဟန်းကြီးကိုတော့ဂယုမဆိုင်ပဲတစ်ပင်ကြီးတစ်ပင်နားရောက်တော့ထူးဆန်းစွာရက်သွားခဲ့ပါတယ်။အဲ့ချိန်တိုက်တန်ကတစ်ပင်ကိုသူ့ကောင်းတဲ့သူစောင့်နေပြီးဟန်းကြီးကစကားပြောဖို့စူးစမ်းနေတဲ့အတွက်အနောက်ကနေလိုက်လာတဲ့အိုယူယိုကိုရက်လိုက်ဖို့ပြောလိုက်ပါတယ်။တတိလွတ်သွားတဲ့အချိန်တိုက်တန်မိသွားပြီးလီပိုင်လည်းမနေတာတော့ပဲချက်ချင်းအဆုံးသတ်လိုက်ပြီးသူ့ရဲ့အစမ်းသက်ခံတည်သွားတာကြောင့်ဟန်းကြီးကဝမ်းနေသွားပါတယ်။ဒါကြောင့်လီပိုင်လက်အောက်ကလက်ရွေးစင်တပ်သားတယောက်တည်တော့မှဖြစ်တဲ့အတွက်လီပိုင်လည်းဒုဗိုလ်ကြီးဟန်းကြီးကိုတင်သွားခဲ့ပါတယ်။အဲ့ချိန်မှာပက်ထရာကထူးဆန်းတာတစ်ခုမြင်လိုက်ရပြီးတစ်ခေါင်းထဲမှာကင်းထောက်တပ်သားအလောင်းကိုတွေ့လိုက်ရပါတယ်။34ကမြောက်စစ်စင်ရေးတစိမ့်ဖြစ်လို့တည်သွားတာတစ်နှစ်လောက်ရှိပြီးအနားမှာလည်းမှတ်စုစာအုပ်တုပ်ကိုတွေ့လိုက်ရပါတယ်။တည်ဆုံးသွားတဲ့ကောင်မလေးနာမည်ကအီဆဲလန်နာလို့ခေါ်ပြီးသူတို့ရဲ့စစ်စင်ရေးမှာတယောက်တည်းအသက်ရှင်ကျန်ခဲ့ပြီးသူ့ရဲ့မြင်ကပါထွက်ပြေးသွားကြောင်းမှတ်သားထားတာဖြစ်ပါတယ်။ 3D စီရေးကရိယာကလည်းသုံးလို့မရတော့တာကြောင့်တတိုင်းရှိတဲ့မြောက်ဘက်ကိုအန်ရတွေကြားကထွက်ပြေးလာတာဖြစ်ပြီးတရားမှကြောက်ပေမဲ့လည်းကင်းထောက်တပ်သားဖြစ်နေတာကြောင့်အဆုံးထိလမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတာတွေကိုအကျိုးရှိအောင်ရေးသားခဲ့တာဖြစ်ပါတယ်။တောအုပ်ထဲရောက်တော့မထင်မှတ်ထားပဲ6မီတာလောက်မြင့်တဲ့တိုက်တန်တကောင်နဲ့တွေ့ခဲ့ရပြီးထူးဆန်းစွာနဲ့ပဲယူမီရဲ့လူဆိုတဲ့စကားကိုပီပီတက်တက်ကြားလိုက်ရပြီးတွေ့ရတာဝမ်းသာပါတယ်ယူမီစာမလို့အယိုသေးပေးနေတာကိုထပ်မြင်လိုက်ရပြီးပုံမှန်ဆိုကြမ်းတမ်းလာတဲ့လူသားစားတိုက်တန်တကောင်ကယူကျူးတဲ့ပုံစံကိုမြင်လိုက်ရပြီးတော့အီဆဲလန်နာကတလုံးမကြံရေးမှတ်ထားပါတယ်။ဘဲကလာတာလဲဘာတွေလဲဘာလို့လူတွေကိုစားထားလဲလို့မေးနေပေမဲ့တပြေးပြေးနဲ့သူ့ရဲ့မျက်နှာကိုသူကိုယ်တိုင်ဆုပ်ပြဲနေပေမဲ့ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့အဖမ်းခံလိုက်ရပြီးအီဆဲကတော့နောက်ဆုံးအချိန်ပါဇက်ထဲရောက်နေတာတော့မှတ်စုစာကိုအရေးမပြတ်ပဲဇက်သိမ်းသွားတာဖြစ်ပြီးအီဆဲလန်နာရဲ့အလောင်းကိုတော့တိုက်တန်ကိုယ်တိုင်တစ်ခေါင်းထဲကိုထည့်ခဲ့တာလို့ဟန်းကြီးကတွေးမိလိုက်ပါတယ်။ဒါကြောင့်ပဲတိုက်တန်တွေအကြောင်းသူတို့မသိသေးတာတွေအများကြီးရှိသေးတယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်အီဆဲရဲ့မှတ်တမ်းစာအုပ်နဲ့အတူတိုက်တန်တွေအကြောင်းသူတည်တနာလုပ်ဖို့အတွက်တာဝန်ခံစာရေးပို့လိုက်ပါတယ်။တမိုင်းတခြားအဲ့တိုက်တန်ကဘာလို့စကားတွေပြောနိုင်ရတာလဲယူမီရဲ့လူဆိုတာလဲဘာတူလဲအီဆဲလောင်းကိုလဲဘာလို့တင်ထားရတာလဲဖြစ်ရတွေကိုနောက်ဆုံးအချိန်မှာတော့ဒီသတင်းအချက်လက်တွေကိုပေးခဲ့တဲ့ကင်းထောက်တပ်သားအီဆဲလန်နာကိုလေးစားသောအပြင်ဒီအချက်ကိုအကျိုးရှိအောင်အဖြေရှာခွင့်တောင်းလိုက်ပါတယ်ဒီနေ့ကတော့အပိုင်း3ကိုတင်ဆက်ပေးတာဖြစ်ပြီးအပိုင်း4ကိုမနေ့ပြန်တင်ပေးသွားမှာဖြစ်ပါတယ်နေ့စဉ်ဇလန်းတွေကိုပုံမှန်တင်ဆက်နိုင်ရတဲ့အတွက်ကျမရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့လက်မလေးတယောက်တစ်ချက်စီနဲ့ comment လေးတယောက်တစ်ကြောင်စီမှန်ပေးခဲ့ကြပါအောင်ရှင်။